ဟုတ်ကဲ့ပါသမီးဟုတ်ဆရာမကလည်းသမီးနဲ့တွေ့ရတဲ့အတွက်အများကြီးပျော်ရွှင်ဝမ်းမြောက်ပါတယ်နောက်အခုသမီးကိုဆရာမကလည်းနှုတ်ဆက်တဲ့အနေနဲ့စကားလက်ဆောင်လေးနည်းနည်းပါပါမယ်သမီးဟုတ်ကဲ့ပါရှင်သမီးပေါ့နော်သမီးအခုဒီရုံးဒီဘဝမှာဘယ်လိုပဲမပြေစုံမှုတွေအရင်တုန်းကကြုံခဲ့သည်ဖြစ်စေပေါ့နော်ဟိုတခါလေကျတော့လူဘဝမှာသမီးနံပါတ်1ဖြစ်မှာရမဟုတ်ဘူးပေါ့နော်တခါလေကျတော့လေမပြေစုံမှုမှာလည်းအလှတရားလေးတွေရှိတတ်တယ်ပေါ့ဥမာတခါလေကျကိုမိသားစုကမပြေစုံတဲ့အတွက်ကိုမိသားစုရဲ့တွန်းအားကြောင့်ကိုစူးစမ်းဖြစ်တယ်ဆိုလို့ရှိရင်လေဒါဒီအလှတရားလေးတွေပေါ့နော်ခုနအားလုံးမိသားစုမှာအားလုံးပြေစုံနေတဲ့အားလုံးမင်းစပွဲမှာဟင်းနေရလဲအပြည့်အစုံရှိနေတယ်ဆိုရင်တယောက်ကိုတယောက်အနစ်နာခံနေဆိုတာလေးကတိတ်မရှိဘူးပေါ့နော်ဒါပေမဲ့မိသားစုကဥမာ9ယောက်ရှိမယ်ဟင်းကတရုံးပဲရှိမယ်ဆိုတယောက်ကသူစားပါငါစားပါဆိုပြီးတော့အနစ်နာခံနေဆိုရင်ဒီအနစ်နာခံတဲ့အလှတရားလေးတွေကမပြည့်စုံမှုကြောင့်ပေါ်ပေါက်လာတာပေါ့နော်သမီးကလည်းပဲအခုသမီးညီမလေးကိုလောက်ကင်ပေးခြင်းနဲ့ဆိုတဲ့ဒီမေတ္တာဓာတ်တွေနဲ့ဒီအကြောင်းလေးတွေကဆိုလို့ရှိရင်လေဒါသမီးရဲ့မပြည့်စုံမှုကြောင့်ဖြစ်လာတဲ့အလှတရားလေးတွေပေါ့အဲ့ဒါလေးတွေကိုလည်းသမီးတန်မိုးထားဖို့ရေနောက်တစ်ခုကကြတော့လေသမီးဆီယာမသမီးဘေးနားမှာဆီယာမတဲ့ပို့ပြီးတော့အသိဉာဏ်ရှိတဲ့ဆရာတော်ကြီးတွေလည်းရှိမှာပါသမီးကိုအဆုံးမပေးမဲ့ဆရာမတွေလည်းအများကြီးရှိမှာပါသမီးကိုယ်တိုင်ကလည်းဒီတရားဓမ္မနဲ့ပျော်မွေးတဲ့အတွက်ဆရာမကအထွေထူးသမီးကိုဆုံးမစကားတို့လမ်းညွှန်စကားတို့ပြောဖို့တော့လူမယ်မထင်ပါဘူးသမီးရဲ့ဒါပေမဲ့စကားလက်ဆောင်အလေးပဲစကားလက်ဆောင်အနေနဲ့ပဲပြောချင်တာပါအခုအချိန်မှာသမီးဘေးနားမှာလူတွေအများကြီးဝိုင်းနေလိမ့်မယ်ပေါ့နော်သမီးကအခုချိန်မှာအောင်မြင်နေပေါ့နော်အောင်မြင်နေကြော်ကြားတယ်အားလုံးကသမီးကိုစိတ်ဝင်စားတယ်ဆိုတော့သမီးဘေးနားမှာလူတွေအများကြီးပဲဝိုင်းနေလိမ့်မယ်ဒါပေမဲ့ဒီနေ့သမီးအဲ့ဒီချိန်မှာအင်တာဗျူးတွေကြော်ညာတွေအများကြီးလာတဲ့အခါမှာသမီးရဲ့ဂုဏ်သိက္ခာနဲ့လျော်ညီတဲ့အင်တာဗျူးတွေကြော်ညာတွေကိုပဲသမီးလက်ခံမှုတတိလေးထားပေးပါနော်ဘာလို့ဆိုတော့သမီးကဂုဏ်သိက္ခာရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်ဒါကြောင့်မလို့သမီးရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်တဲ့အနေနဲ့သမီးဒါလေးတွေကိုဆင်ကျင်ပြီးတော့လက်ခံဖို့ရနောက်တနေ့နေ့တစ်ချိန်ချင်းကြလို့ကိုဘေးနားမှာလူအုပ်ကြီးမရှိတော့တဲ့အချိန်ကြရင်ကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုယ်ပိုင်ငြိမ်းချမ်းတဲ့စိတ်ကလေးနဲ့တာမန်နေ့ရက်ကလေးတွေကိုဖြတ်တန်းပြီးတော့ဘဝမှာစူးစမ်းတဲ့ဆက်ပြီးတော့စူးစမ်းသွားမယ်နေ့ရက်ကလေးတွေမှာသမီးငြိမ်းချမ်းပါစေလို့ဆရာမဆုတောင်းပါတယ်နောက်ပြီးတော့သမီးဖြစ်ချင်တဲ့ဒီအမြဲတမ်းအကောင်းဆုံးဆိုတဲ့အရာတွေကိုမျှော်မှန်းပြီးတော့စူးစမ်းတာလဲစူးစမ်းဒါပေမဲ့ဘဝမှာအမြဲတမ်းနံပါတ်1ဆိုတာမဖြစ်နိုင်ဘူးဖြစ်ခဲ့ပြီဆိုလို့ရှိရင်လေကိုယ့်ဘဝမှာအေးငြိမ်းတဲ့စိတ်ကလေးဖြစ်နိုင်အောင်လို့သမီးစူးစမ်းပေးပါတကယ်လို့နံပါတ်1မဖြစ်ဘူးဆိုရင်လည်းအဲ့ဒါလေးကိုလက်ခံပြီးတော့သမီးငြိမ်းချမ်းအောင်နေတတ်ဖို့ဆရာမအဲ့ဒါလေးကိုသမီးကိုမေတ္တာလက်ဆောင်စကားပါချင်ပါတယ်နောက်ရက်ဒီကြလို့ရှိရင်လည်းသမီးကိုဆရာမ private ဆက်သွယ်ပါမယ်ဆက်သွယ်ပြီးတော့သမီးဖတ်ဖို့စာအုပ်ကလေးတွေလည်းဆရာမပို့ပေးပါအောင်မယ်နော်သမီးဟုတ်ကဲ့ပါရှင်